我在算数题算ဆိုတာတွက်ချက်သည်သူဒီတွက်ချက်သည်ပြင်နောက်ထပ်ဘာအဓိပ္ပာယ်ရှိသေးလဲဆက်ပြီးကြည့်ရအောင်大家好徐老师ပါ算သည်သူက verb အနေနဲ့ဆိုလို့ရှိရင်တွက်ချက်သည်ဒါအပြင်နောက်ထပ်ဘာအဓိပ္ပာယ်ရှိသေးလဲသူကဒီလိုယူဆလို့ရတယ် suppose တို့ count as ဒီလိုမျိုးအဓိပ္ပာယ်လည်းရှိသေးတယ်你帮了我这么多算我欠你一次你帮了ကူညီတယ်ပေါ့နော်ငါ့ကို你帮了我这么多你ငါ့ကိုတော့အများကြီးကူညီတာတဲ့算ဒီလိုယူဆလိုက်တာဘယ်လိုယူဆမလဲ我欠你一次欠ဆိုတာကအကျွေးတင်တာပေါ့နော်我欠你一次ငါ့ကိုအကျွေးတစ်ခေါက်တင်တယ်လို့算ယူဆလိုက်他也算是个有责任心的人他也သူကယူဆလို့ရတယ်ပေါ့နော်他也算ယူဆမယ်是ဖြစ်တယ်ဘယ်လိုဖြစ်လဲ有责任心的人有ဆိုတာကရှိရယ်责任心ဆိုတာကတာဝန်ယူစိတ်责任感လို့လည်းပြောတယ်ပေါ့နော်责任心责任感တာဝန်ယူစိတ်ရှိရတဲ့လို့ပြောလို့ရတယ်我们也算认识很久了我们ငါတို့က算ယူဆလို့ရပါတယ်တဲ့认识很久了သိတာအရင်ကြာပြီလို့ပြောလို့ရပါတယ်ငါတို့သိတာကတော်တော်ကြာပါပြီလို့ပြောလို့ရပါတယ်ဒါဆိုရင်算ဒီတွက်ချက်ဒီအပြင်ဒီလိုယူဆလို့ရတယ်ဆိုပြီးတော့အဓိပ္ပာယ်လည်းရှိသေးတယ်学会了吗再见